TikTok မှာ serum လို့ရှာလိုက်ရင် Anua ရဲ့ဒီ serum လေးကအရင်ဆုံးပေါ်လာမယ်လို့ထင်တယ်ဒါပေမဲ့ရများနေတယ်ဘယ်ဟာအတွက်လဲသုံးရမှာမသိဘူးဆိုရင်ဒီဗီဒီယိုလေးဆုံးဖြတ်ကြည့်ပေးပါဒါကတော့ PDRN အခုဒီလေးခုထဲမှာဒီဟာကိုအကြိုက်ဆုံးအသားကြီး6တဲ့သူနဲ့ပြီးနည်းနည်း dull ဖြစ်တဲ့သူတွေအတွက်အဆင်ပြေတယ်ဒါသုံးပြီးွားရင် makeup အရန်လာတယ် hydrated ဖြစ်တဲ့ look လေးကိုလိုချင်တဲ့သူတွေအတွက်အဆင်ပြေတယ်အဲ့လိုအများနဲ့မသိရင်ဟိုစေးကန်းသွားပြီးတော့ facial ပုံမှန်လုပ်ထားတဲ့အသားရည်မျိုးလေးပေါ့နော်ဒါကတော့ rice barrier ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ skin barrier ကိုပိုပြီးကောင်းမွန်အောင်လုပ်ပေးတဲ့ဟာ rice က skin care ထဲမှာအရန်ကောင်းတဲ့ ingredient anti aging antioxidant ပြီးတော့ skin texture ကိုလည်းညီအောင်လုပ်ပေးတယ်အသားရည်တစ်ခါလေးကျရင် brightening ဆိုတော့ဒီဟာ skin barrier နဲ့မကဘူးအနာမှာဝက်ချန်ကြောင်ကျန်ခဲ့တဲ့အမဲဆက်တွေပါတယ်အတွက်လည်းအဆင်ပြေတယ်ဆန်နဲ့မတည့်တဲ့သူတချို့ရှိတယ်ဆန်သုံးပြီးတော့မှအသားရည်ပိုဆိုးလာတဲ့သူတွေလည်းရှိရပေါ့နော်အခုလိုမျိုး recommend လုပ်တာErica ဒီဆရာဝန်မဟုတ်ပါဘူး skin care ကိုဒီလိုပဲသုံးရင်းနဲ့knowledge sharing လေးတစ်ခုလုပ်ပေးတာပါ recommend လုပ်သမျှလည်းလည်း 100% research မလုပ်ဘဲနဲ့မသုံးပါနဲ့လို့ကိုယ့်အသားရည်နဲ့တဲမဲ့ဟာဒါမှမဟုတ်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ fact check တွေ research တွေလုပ်ပြီးတော့မှသုံးပါလို့